မင်္ဂလာပါ မင်္ဂလာပါဗျ မောင်လေးကအခုကအမပြောတဲ့အတိုင်းကိုတစ်ထက်တည်းလိုက်ပြောပေးနော်စနစ်ဖြစ်ပြီလား ဟုတ်စနေဖြစ်ပါ တုံးတစ်ကောင်ဒုနှလုံးထား ဘလူးကရုံးနှစ်ကောင်ဒူးနှလုံးထား ဘလူးကတော့ပြန်ပြော ဂလုံးတခါလောက်ပြော ဘလူးကရုံးတစ်ကောင်ဒုနှလုံးထား အော်ဘလူးဂလုံးထားဒူးနှလုံးထားဟမ်ဘလူးဂလုံးဒူးနှလုံးထားလားဘယ်ပြောတယ်ဗျ ကရုံးတစ်ကောင်ဒုနှလုံးထား ဘလူးတလုံးကောင်ဒူးနှလုံးထားဘလူးတလုံးတလားဒူးနှလုံးထားလူတလုံးကောင်ဒူးနှလုံးထား ကရုံးနှစ်ကောင်ဒူးနှလုံးထား နောက်ကထုံးမြူကလေးလူတဲ့အိုကြီးထုံးမြူကြီးလူတဲ့အိုကလေး တော်ယူကလေးလူရဲ့ဦးကြီးနဲ့တော်ယူကြီးလူရဲ့ဦးကြီး ထုံးမြူကလေးလူတဲ့ဦးကြီးထုံးမြူကလေးဘာတစ်ချက် ထုံးမြူကလေးလူတဲ့အိုကြီးထုံးမြူကြီးလူတဲ့အိုကလေး ထုံးမြူကလေးလူတဲ့ လူရဲ့ဦးကြီးတော်ယူလေလူရဲ့ဦးကြီးနဲ့တော်ယူကြီးလူရဲ့ဦးကြီး ထုံးမြူကလေးလူတဲ့ဦးကြီးထုံးမြူကြီးလူတဲ့ဦးကလေး ကျေးဇူးပါမောင်လေး ကျေးဇူး